ရိုက်နေပြီနော် ဒီဘက်ကနေရိုက်တာလင်းလားဒီဘက်ကရိုက်တာလင်း ဒီဘက်ရိုက်တာပိုရှင်းပြီမိုက် ဟုတ်ရနော်ဟိုတော့ကျွန်တော်ပင်လေရုပ်ရောက်လာပြီဆိုတော့ပင်လေရုပ်ထုတ်ဆက်ပင်လေကတော့ကြတော့ပင်လေပါပဲပေါ့ဒီလေးလေးရောက်ဝိုင်းတော့ဒါပဲဟုတ်တယ်အဲ့လိုဒီလိုလေးရတာပဲပင်လေကိုလာကြပါတော့ဆိုရင် provide မိုက်တယ်ကြီးပြီပဲဟုတ်တယ် တော့ရှင်းနေတော့တော့တက်ပြင်းနေပေါ့ဦးရီဗျာဦးရီမသေးသေးဟယ်လိုတက်ကကွန်နာလေးဆိုလိုပါတယ်ကျွန်တော်ဒီနေ့ blog လေးကတော့ကျွန်တော်ဟိုဟာငွေဆောင်သွားတဲ့ blog လေးပေါ့ဟိုကတော့ကျွန်တော်ငွေဆောင်ရောက်နေပြီအခုကျွန်တော်တို့ရောက်နေတာ hotel ကတော့Japan Beach ပေါ့ဒီ hotel ကကျတော့ဘယ်လိုပြောရမလဲဗမာဆန်နေပါသေးတယ်စောက်ထားတာဒနီမိုးလေးပို့ထားတယ်အဲ့လိုမျိုးခန်းလေးရာစားတာလို့တသားလေးနဲ့အဲ့လိုဟိုတယ်ခန်းလေးလိုက်ပြမယ်ဗျာကျွန်တော်တို့ဟိုဟာကျွန်တော်စီးပြီးတော့3ခန်းယူထားတယ် second စီးပြီးတော့3ခန်းသူက15ရောက် extra ပဲထိုးပြီးတော့နေမှာပေါ့အဲ့လိုမျိုးပေါ့ let's go အားလုံးပါဟမ်ဘာလို့လဲဒီနေ့တက်နေလိုက်ရဒါတော့ကျွန်တော်ဟိုဒါ CPU ခံတော့ကျွန်တော်ရဲ့ပြီးတော့ခြေရည်နေရတယ်ခြေအဲ့လိုလေကျွန်တော်ခံနေရတယ်အဲ့လိုကျွန်တော်လည်းကောင်းတယ်ဒီစင်ပြီးအမဆာဒီကသူသားရုံဒီကအများကြီးသုံးကြတာဟုတ်ပြီဟိုမိုက်တာလေးတစ်ခုရှိအဲ့ဒါဘာလဲတော့မိကန်တူလာတော့ခါရပါမိကန်တူလာပါတယ်ကိုဒီပစ္စည်းထားမှဆိုလဲစင်ပြေတယ်ဒါဒီဒီချိုးကန်းလေးပါတယ်ဆိုလဲ process ဒီစိမ့်နဲ့ကန်တွေမှာပါတယ်ဗျာမိုက်ဒီစိမ့်နဲ့ကန်တွေပါတယ်ဟိုရဆက်ပြဆိုတော့လို့ရှမ်ပူထားပေးထားတယ်ဆိုကိုလည်းပြထားပြုရှင်အဲ့မှာ body lotion မှာထားပေးထားတယ်ဒီဘက်မှာ body lotion နဲ့ mic အဲ့လိုအစုံထားပေးထားတယ်ဗျာဘယ်လဲပါတော့ပုံမှန်ပါပဲတာကတော့ပုံမှန်ပါတာမှန်ပါပဲပေါ့တော့ကျွန်တော်အတီသုံးတဲ့ skin care ပစ္စည်းပေါ့ဟောအင်္ဂလိပ်ဆိုတော့ပြီးသွားရင်အကုန်လုံးတည်လာတာတစ်ခါရဲနဲ့ဒီကတော့တော့တော့တစ်ခါကျွန်တော်ဒီနေ့ခါလေပထမနှစ်ခါနဲ့တိတ်တော့မပေါ်ဘူးလေဟာတစ်ချက်နဲ့ဆက်မရရောအောက်ခါမှာဒီတော့မိခဲ့တာပုံမရနံပါတ်တရားလေးနေရထားကြအဲ့လေးပါလေခဲမရအခုပစ္စည်းလေးထား process လေးအဲ့လေးရေစိမ်ကန်လိုက်ရတယ်ရေစိမ်လို့ဆန်းပြီသူ့အားကြောင့်စကန်စီလို့ကစကန်စီလို့ကတော့ကလေးနေကလေးနေတာသုံးကန်ထားရတယ်သုံးကန်ကို9ယောက်2ယောက်ခန်းကို1ယောက်ကို extra ပို့ပြီးတော့ဟာဒီလိုခန်းပါပါတယ်ဝင်ရဟာကျင်းလေးတယောက်ကတော့ဂျိုးနေပါတယ်ဒါ second CPU ခန်းလေး second CPU ခန်းတော့ဒီမျက်နှာပြစ်တွေပါတွေကရွက်ကိုရောက်သွားတယ်ပြီးတော့ရေချိုးခန်းကဒီဘက်မှာပြီးတော့ toilet ကတော့ဒီဘက်မှာပေါ့အဲ့လိုမျိုးတွေဖြစ်သွားတယ်တော့ရေစိမ်းနဲ့ကန်ပြီးတော့မပါတော့ဘူး
ဒီချင်းကမပါတော့ဘူးဟိုဒီကတက်တာတော့ဟိုလေပါတယ်ဆိုတော့အခန်းတိုင်းမှာထားပေးထားတာဒီကောင်ကကြတော့ဒီအဲ့လိုမျိုးလေးမိုက်တယ်ပြီးတော့ကြတော့စုအောင်သူကဇွဲလေးနဲ့ဒီတိုင်းလေး TV လည်းရှိတယ်အဲ့တော့ဝင်လည်းကောင်းတယ်အဲ့ဝင်လည်းအေးပြခန်းဆက်ဘလုံးပို့ထားရတာပို့ထားပြီးတော့ဒီကောင်က2ယောက်ခန့်3ယောက်ပေါ့ဟောတော့ပေါ်ရတဲ့ပါမယ်ပေါ်ရီလိုရှိပါမယ်ရှမ်ပူပါမယ်စက်ပြပါမယ်ဒါတော့ကျွန်တော်ရှိရခန်းပေါ့စက္ကန့်စီလေးမှာရှိရခန်းဟောတော့ပါခိုင်ခင်းမိုးထားတယ်ဟောကြဟိုတယ်မှာလို့ခင်းရုံမိုးနေဟိုဖိုင်းသွားရောမိုက်ကြောက်စမ်းเป็นไงลิทเทิลเชลตอนจีบแบบเอามาเป็นตอนจีบว่าตัวละไม่ได้ทุกคนทำเป็นไงมาจะรออะไรดีล่ะลิทเทิลเชลในวันนี้เป็นเรื่องมันเชี่ยหลักเราดีมันน่าจะสิไอ้เป็นแล้วဖြစ်လာကြရတယ်ရမ်းမိုက်အဲ့ဒီကိုရှူရတယ်တော့မိုက်ချောကမှပျော်သွားပြီပျော်တော့ပတ်စံနေပြီးတော့မိုက်ကအထုံးမျိုးတော့ငါစက်ကောင်တွေ့ထားတယ်ကောင်တော်ကြီးရဲ့ဒီကောင်ငါစက်တရားဗျာကောင်တော်ကြီးမနောညက်တွေပါတယ်ဒီကောင်ဒီမှာညက်တွေပါတယ်ဒီတော့သူများခွန်ထဲမှာနေရမှာခရုခွန်တော့အဲ့လိုမျိုးပြီးတော့ဟိုကမာကောင်ခွန်လေးတွေအဲ့လိုထဲထဲမှာနေပြီးတော့မှသူကအသက်ရှင်ဟုတ်သူတို့မှာကိုယ်ပိုင်အခွင့်မရှိဘူးဗျာတော့အားကြောင့်သူတို့ကိုမဆွဲလို့ခေါ်တဲ့ကနန်းလေးလည်းအများကြီးရှိတယ်
ဒီကောင်တော်ကြီးရယ်ဟိုရှိုးသူကကင်ထားတာဗျာဒီလားမဝင်မဲနဲ့ဗျာဒီရှေ့ကိုသွားဖို့ပဲစူးစမ်းနေ Hello နော်ကျွန်တော်ဒါတော့အခုကတော့မနက်ထရေကူးတာပေါ့လူလန်းအောင်လို့ပြီးရင်တော့ပင်လေးဆင်းပါပါငါလေးရေကူးတာပြောလား ဘာလဲပြော ရေကူးကနည်းနည်းလေးတော့တိတ်နေသေးလားနည်းနည်းလေးတော့တိတ်ဒါပေမဲ့ခုတော့ဆင်ပြေပြီးမင်္ဂလိတယောက်လာအောင်မဟိုမှာလည်းယောက်ျားလေးတယောက်လာ ကျွန်တော်တို့ရလို့ဘယ်လိုပြောရမလဲရေကူးကန်နေရတယ်မလေးပင်လေးကိုကြည့်ပြီးတော့လို့မျိုးရေကူးကတကယ်ကြိုက်တယ်ကျွန်တော်မိုက်တယ်ဖီရတော့ကွာမနေ့ကင်းမှာကွာအဲ့လိုပင်လယ်ပင်ကြီးကိုကြည့်ပြီးရေကူးကဘယ်လိုခံစားဟိုစစ်တူချောင်းကိုကောင်းတယ်ရောက်မိုက်ပါ ဒီတော့ပုံလဲဟုတ်ကို ညပို့ထားရတယ်ညီ ပွေလောက်ပြန် 7 နာရီကပို့ထားဝင်ကြည့်တယ်ဖုန်းလေးကိုလေဟာအမားတွေလို့ကို7 နာရီမှကြီးကိုကြီး7 နာရီမထုတ်ခင်ဒီကိုကြီးဖွားရီလောက်တရားကြီးလောက်နေ7 နာရီလားမသိဘူး7 နာရီလားမသိဘူးပို့ထားရင်ဟယ်လိုခေါ်ကျွန်တော်ရေကူးပြီးသွားပြီပေါ့ရေကူးပြီးသွားပြီဆိုတော့ပင်လယ်ထဲကိုဆင်းမယ်လေပင်လယ်ထဲကိုဆင်းမယ်ပင်လယ်ထဲမှာရေကူးမယ်တားမယ်လည်းမတက်နိုင်ကူးရမှာပဲHello. Nó phải gì cái nào sao rồi? Đấy. Mỗi người này rồi, cái gì là mỗi người bên này đều xem em một bữa đâu rồi đó, ai đó bên này đều toàn đấy, cái gì cũng mà hô mà gì cũng vậy. Apa lu bisa gue ada mati udah ya? Ya. Gak niat lu busa lah. Mau wai ke sana, mau Sao vậy rồi? Ya. dia ni nak lepas dia nak. Dah, dah tahu lah.